Future Boy Audio Book မိတ်ဆွေဟာကိုဘွားရဲ့ရီမန်းချက်ပန်းနိုင်တွေကိုရှောက်လန်းနေတဲ့သူတယောက်ဖြစ်တယ်ဆိုရင်တော့ဒီ audio လေးကမိတ်ဆွေအတွက်ဖြစ်ပါလိမ့်မယ်ခင်ဗျာပန်းနိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့မျက်လုံးတွေကိုမကြည့်ပါနဲ့ကိုလန်းကိုသာကြည့်ပါအောင်မြင်မှုရဖို့အတွက်လူတွေရဲ့စကားတွေကိုနားမထောင်ပါနဲ့ကိုဆုံးဖြတ်ချက်ကိုသာခိုင်ခိုင်မာမာချပါဘဝတလန့်အတွက်လူတွေရဲ့အမူအရာတွေကိုဂရုမစိုက်ပါနဲ့ကိုလှုပ်တဲ့နာကိုရဲရဲဝံ့ဝံ့လုပ်ပါစကားများများပြောမိရင်ယူးနေလားလို့အထင်ခံရလိမ့်မယ်စကားပြတ်မပြောရင်လည်းမာနာကြီးတယ်လို့အထင်ခံရလိမ့်မယ်အမြဲတမ်းပြုံးနေရင်ပေါ်တော်တော်လို့အထင်ခံရလိမ့်မယ်တီတီကြီးကြီးနေမိရင်လည်းဘဝင်မြင့်နေတယ်လို့အထင်ခံရလိမ့်မယ်ကိုဘွားကိုယ်တိုင်သိနေတာပဲသူတစ်ပါးကိုမထိခိုက်ပဲကိုအဆင်ပြေတယ်လို့နေတတ်ဖို့ကပို၍အရေးကြီးပါတယ်သူတစ်ပါးလဲကျနေရင်စေတနာတန်တန်နဲ့ကိုတက်နိုင်တဲ့လောက်ဆွဲထူပေးလိုက်ပါကိုလဲကျနေရင်တော့ကိုယ်တိုင်ပဲပြန်ထနိုင်အောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့စိတ်ဓာတ်မျိုးကသူတစ်ပါးစီမှာရှိချင်မှရှိမှာပါ။မနေ့ကဆိုတာအတိတ်တစ်ခုပါ။မနှက်ဖြန်ဆိုတာလည်းအိမ်မက်တစ်ခုပါပဲ။ဒီနေ့သာလေဘဝတစ်ခုပဲလေ။ဘဝဆိုတာပျော်လဲတစ်နေ့မပျော်လဲတစ်နေ့ပါပဲ။အကောင်းဆုံးဖြစ်အောင်ဘလို့ဖြတ်တန်းရမလဲဆိုတာကိုယ့်အပေါ်မှာပဲမူတည်တယ်။အယူသားဆုံးလူတစ်ယောက်မဖြစ်သေးရင်တောင်ကိုမလိမ်မိပါစေနဲ့။ယုံကြည်မှုမပြတ်စေနဲ့ကိုယ့်အတွက်ကိုယုံကြည်ရဆုံးရာကကိုတယောက်တည်းပဲရှိပါတယ်။ပန်းနိုင်ရောက်ဖို့အတွက်အဖို့မလိုပါဘူး။လူငယ်တွေအတွက်နင်းနေနာထောင်ပြီးညအကျိုးရှိနေတာ Future Boy Channel ပါ Future Boy